မင်္ဂလာပါသမီးဟုတ်မင်္ဂလာပါရှင်မင်္ဂလာညီမကြီးအဲ့တော့ညီမကဒီ DV 2026ကို2024အောက်တိုဘာတုန်းကကန်ဆန်းခဲ့တာပေါ့နော်ကန်ဆန်းခဲ့တဲ့ခါကျတော့ excellent ကိုဆရာတို့စီမှာလာပြီးတော့ကန်ဆန်းတာပေါ့နော်အဲ့လို DV ကန်ဆန်းပြီးတော့ DV လျှောက်ခဲ့တဲ့ဖြစ်ရကလေးပြောပါဘယ်လိုစိတ်ကူးနဲ့ DV လျှောက်ခဲ့ဖြစ်တာလဲဟုတ်ကိုရိုင်းကလည်းစိတ်ဝင်စားလည်းပါတယ်ပေါ့နော်ပြီးတော့ဦးလေးကလည်းဒီနှစ်မှာတစ်ချက်ဝင်ပြီးတော့ try ကြည့်ပါဆိုပြီးတော့အကြံပေးရလည်းပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီကိုရောက်လာတာပါဟုတ်တယ်နော်တမီးရဲ့ဦးလေးကလည်းဦးရဲ့မိတ်ဆွေဖြစ်တာနော်ဟုတ်ကဲ့ဟုတ်အင်္ဂလန်မှာရှိတဲ့မောင်မောင်ဆိုဟုတ်လားမောင်မောင်ဆိုကဒီဦးစီကိုဖုံးဆက်တယ်တူမလေးတယောက် DV လာလျှောက်လိုက်မယ်DV လာလျှောက်လို့ရှိရင်ဟလာကူညီပေးလိုက်ပါအောင်ဆိုတော့ဖုန်းဆက်တာလေအဲ့တော့တမီးတို့လာလျှောက်ကြတာနော်အမှတ်မိသေးတယ်ဟုတ်ကဲ့ဟုတ်အဖေနဲ့တူတူလာခဲ့ရရှင်ဟိုတော့ရောလျှောက်ဘူးလားတခါမှမလျှောက်ဘူးဒါပထမအောင်ဆုံးဒါပထမအောင်ဆုံး DV လျှောက်ဘူးလားနော်တခါပဲလျှောက်ဘူးလားတစ်ချိန်နဲ့ DV တန်းပေါက်သွားတာကန်ထူးတယ်ကွာနော်ဟုတ်ကဲ့တော့မတင်တော့ဟလာအဲ့တော့ DV ပေါက်တယ်ဆိုတဲ့အကြောင်းကိုအိဇလင်းကဖုန်းဆက်ပြီးအကြောင်းကြားတော့ဘယ်လိုခံစားရလဲဟုတ်အရင်ပြောပြစ်ချင်တော့ပိတ်ရက်ဖြစ်နေရပါတော့ရုံးပိတ်ရက်ဆိုတော့အိမ်မှာနီးဘလော့မလဲအိမ်မှာအေးစင်းနေနေရဲ့အချိန်ထွက်မယ်ဆိုတာလေကိုကတိချာရက်ကမတိလိုက်တဲ့အချိန်ဆိုတော့လေဖုန်းဝင်လာတာပေါ့နော်အရင်ဆိုချင်းချင်းဆန်လာမေးတဲ့အချိန်မှာဟုတ်ကဲ့ပေါ့နော်ဘယ်ဟာဆက်တာလဲဆိုတော့excellent workshop ကဆက်ပေးရပါတော့ညီမလေးထိုးထားတဲ့ DV လေးကပေါက်တယ်ဆိုတော့အဲ့အချိန်မှာလောချက်ချင်းဘာပြန်ပြောလို့ပြောမှမသိဘူးပေါ့နော်ဟုတ်ရဲ့လားပေါ့ဒါလည်းဖြစ်လာကိုမယုံနိုင်ဘူးဒါကြောင့်ပောက်ခဲတယ်လို့လေကိုကတိထားတာဆိုတော့လေဘာပြောလို့ပြောမှမသိဟုတ်ကဲ့ချက်ချင်းဘာပြောလို့ပြောမှမသိရောညီမဘယ်လိုလုပ်ရမလဲပေါ့နော်ဘာတွေဘယ်လိုရမလဲကိုစူဆောင်းထားဖို့လိုလေအဲ့ဥစားတော့မင်းအယုံဆုံးတော့အန်ကင်ရဲ့ရင်လာတွေ့ပေါ့နော်အဲ့ဒီစာလေးအရင်ပြောလို့အနေနဲ့ရှိရင်ဟုတ်တယ်ဖုန်းစစ်တော့စီးမဖုန်းစစ်တော့ပြန်ဖြေတဲ့အတန်ကြားတယ်ပြန်ဖြေတာ DV ပေါက်တယ်ဆိုရင်တကားတဲ့အတန်တွေကအော်ခဲ့ပြီးတော့တကားတဲ့ခုံပြန်ကြော်လွှမ်းဖြစ်ရမှာအတန်ခက်ငိမ့်ငိမ့်ပဲဆိုခက်တီတီပဲဆိုတော့ DV ပေါက်တာကိုမယုံတာလားဒါမှမဟုတ်ဒီတရားကိုမပြောတာလားလို့ဒီကထင်နေတာလေဟုတ်ပါပြရုပ်တရက်ကြီးဆိုဘာပြောလို့ပြောမယ်ပြီးတော့ဖုန်းနံပါတ်ကလည်းအစိမ်းကြီးပေါ့နော်ကြိုပြောလည်းမသိထားတော့ဟုတ်ရဲ့လားသိရမလားမဖြစ်နိုင်ကြီးကအရင်နဲ့ဟုတ်ကိုလည်းမထင်ထားတော့အရင်စိတ်လှုပ်ရှားရလဲပါတယ်ပေါ့အဲဒါကြောင့်စိတ်ကြီးပြဘာပြောမှမသိဖြစ်သွားဟုတ်ပြီဗျာကဲ DV တော့ကန်ထူးသွားပြီเนาะ DV တော့ပေါက်သွားပြီအဲ့တော့ DV ပေါက်ပြီးရင်ရှေ့ဆက်ပြီးတော့ဘာတွေလုပ်ရမယ်ဆိုတာအစီအစဉ် program တွေကိုသိလားဟုတ်အနေချင်းတော့သိရပေါ့နော်ဒါပေမဲ့အသေးစိတ်ကြီးတော့ခဏတော့မသိပါဘူးရှင်ဟုတ်เนาะဟုတ်ပြီဒါကြောင့်ဒီ2027အတွက်ပြီးခဲ့တဲ့အောက်တိုဘာကဥရိုစီမှာ DV ထိုးတဲ့လူကတော့အယောက်1000ကျော်ရှိတယ်ပေါ့နော်အဲ့1000ကျော်ထဲမှာ DV စတိုက်တဲ့အခါမှာ3ယောက်စတိုက်တယ်ရှေ့ဆုံး2ယောက် DV မပေါက်ဘူးဟုတ်ကဲ့ဟုတ်တတိယမြောက်မှာတမီးက DV ပေါက်တယ်ဒါကြောင့် excellent မှာထိုးတဲ့သူထဲမှာတမီးကပထမဦးဆုံး DV ပေါက်တဲ့လူမို့လို့ဥရောကခေါ်ပြီးတော့ interview တာပေါ့နော်အပေါက်တဲ့လူအားလုံးတော့ interview မလုပ်နိုင်ဘူးနော်အဲ့တော့ပထမဆုံးခေါ်ပြီးတော့ interview လုပ်တာပါဟုတ်ပြီကဲဟုတ်ပြီ DV ပေါက်တဲ့အခါမှာနံပါတ်1အရေးကြီးတာက case number case number เนาะအဲ့တော့တမီးရဲ့ DV ပေါက်တဲ့ case number လေးကြည့်ရအောင်အဲ့ဒါလေးနော်အဲ့တော့ဟုတ်ပြီတမီးရဲ့ချက်ငင်းငင်းဆန်နော်ဟုတ်ကဲ့ချက်ငင်းဆန်တမီးရဲ့ DV ပေါက်တဲ့ case number က18873 37 18837 18830နဲ့ခွန်30ဒါ DV ပေါက်တဲ့နံပါတ်ပါနော်ဟုတ်ပြီနော်โอเคဟုတ်ပြီအဲ့တော့ DV ပေါက်ပြီးပြီဆိုရင်ဘာစစ်လုပ်ရမလဲဆိုရင် DV ပေါက်ပြီးရှစ်စစ်လုပ်ရမယ်အစီအစဉ်9ချက်ရှိတယ်ဟုတ်ကဲ့နော်တစ်ချက်ချင်းစီရှင်းပြမယ် DV ပေါက်ပြီးရင်ရှစ်စစ်ကြော်လွှားရမယ်လှေကားတဲ့9ထက်ရှိသေးတယ်ဒါအဲ့ဒါတွေအကုန်ကြော်လွှားပြီးပြမှသာလျင်ဒါအမေရိကကိုရောက်ပါနော်နံပါတ်1ကဘာလဲဆိုရင် DS 260တက်မှာနံပါတ်1က DV ပေါက်ပြီဆိုတာနဲ့တို့ပထမဆုံးလုပ်ရမယ့်အလုပ်က DS 260 fountain ရအဲ့တော့ DS 260 found ဆိုတာတကယ်တမ်းကျတော့ကိုရေးရဆိုရင်အချက်လက်တွေပါပဲနော်ကိုရေးရဆိုရင်အချက်လက်တွေပဲဒါကိုရေးရဆိုရင်အချက်လက်ဆိုတာက DV ရှောက်တုံးကလည်းဒါဒီ found တွေဖြစ်ခဲ့တာဟုတ်ကဲ့ဖြစ်ဒါပေမဲ့ DV ရှောက်တုံးကကိုရေးရဆိုရင်အချက်လက်က15ချက်လောက်ပဲအဲ့ဒါအများဆုံး15ချက်လောက်ပဲဖြစ်ဆိုရတာဟုတ်ကဲ့ဟုတ်နော်အခု DS 260 found ကြတော့ကိုရေးရဆိုရင်အချက်လက်ပေါင်း200ကျော်တယ်အဲ့ဒီ200ကျော်တဲ့မှာမှကိုနဲ့ပတ်သက်တာတွေဖြစ်ရမှာပေါ့နော်ကိုနဲ့မပတ်သက်တာတွေတော့ဖြစ်เสียရမလို့အဲ့တော့
ပြောရရင် DB လျှောက်စဉ်အခါတစ် DS260 လျှောက်တဲ့အခါမှာဖြည့်ရမယ့်ကဏ္ဍတွေကအယမ်းများတယ်မှားလို့လည်းမရဘူးเนาะနောက်တစ်ခါ DB လျှောက်ခဲ့စဉ်အခါတုန်းကအချက်လက်တွေနဲ့ DS260 ဖောင်မှာဖြည့်ရမယ့်အချက်လက်တွေကတထက်ထဲကြဖို့လိုတယ်ဟုတ်ပြီ DS260 ဖောင်တင်တဲ့အခါမှာအချက်လက်ပေါင်း200ကျော်ထဲမှာကိုနဲ့သက်ဆိုင်တာတွေကိုပဲကိုကဖြည့်ယူမှာပဲဒါအချက်လက်ပေါင်း200ကျော်တော့အသေးစိတ်ပြောမပြဘူးအဲ့ဒီထဲမှာသတိထားတဲ့အချက်လက်ပေါ့နော်ကြိုတင်သတိထားတဲ့အချက်ပေါ့အဲ့ဒါဘာလဲဆိုရင်နံပါတ်1 passport DS260 တင်တော့မယ်ဆိုရင် passport လိုအပ်တယ်ဟုတ်ကဲ့တမင် passport ရှိတယ် passport ရှိရဲ့ရှင်ဟုတ်ပြီအဲ့ဒီ passport ကလည်း PV ဖြစ်ရမယ် PG မဟုတ်ရဘူး PG လားPG ဖြစ်နေတယ်အဲ့ဒါလေးတော့ပြောင်းရမယ်နော်ဟုတ်ကဲ့ဟုတ် PV ဖြစ်ရမယ် PG မဖြစ်အောင်တမီးက PG ဖြစ်နေတယ်အဲ့ဒါကို PV ပြောင်းရမယ် DS260 ဖောင်က passport PG ရမှရှောက်ရမှာတော့မဟုတ်ဟုတ်ဒီ PV နဲ့လည်း260 ဖောင်ထဲမှာဖြည့်လိုက်လို့ရတယ် interview ဖြည့်တဲ့အခါကျရင်တော့ရှင်းပြလို့ရတယ်interview ဖြည့်တဲ့အချိန်မှာ passport တက်တန်းက6လကျန်ဖို့လိုတယ်အနည်းဆုံး6လရှိနေဖို့လိုတယ်ဆိုလိုတာက interview ဖြည့်ဖို့အတွက် passport တက်တန်းကုန်ကာနီးတယ်ဆိုတဲ့လူတွေကကြိုတင်ပြီးတော့တက်တန်းတိုးထားဖို့လိုအပ်တယ်ဒါလေးသိပေးချင်တာဟုတ်ကဲ့ဟုတ်ပြီဒါက passport နဲ့ပတ်သက်တာပြီးသွားပြီဟုတ်ကဲ့အိမ်တော်ရေးအခြေအနေပေါ့နော်အိမ်တော်ရေးအခြေအနေကိုကအိမ်တော်ရေးကကိုမှအိမ်တော်ရှိတယ်ဆိုရင်တော့တစ်မျိုးမရှိရင်တစ်မျိုးပေါ့တမီးကဆင်ငယ်ဆိုတော့ရှင်းတယ်ဘာမှအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးဖြစ်စွတ်စရာမရှိဘူးเนาะဟုတ်ကဲ့အဲ့တော့အိမ်တော်ရှိတဲ့လူတွေအနေနဲ့ကတော့ तू ကကိုယ့်ရဲ့ဇနီးခင်မွန်းတွေရဲ့ကိုရေးရာဇုံတွေဖြစ်ရတယ်ကိုနဲ့အတူလိုက်ပါသွားမဲ့သားသမီးတွေရဲ့အချစ်လက်တွေကိုဖြည့်ပေးဖို့လိုအပ်တယ်ပေါ့နော်သမီးကအဲ့ဒါတွေမရှိဘူးဆိုတော့အဲ့ဒါထပ်ပြီးတော့သိစဉ်းစားစရာမလိုဘူးဟုတ်နောက်တစ်ခုက US မှာမေဂါနိုင်ငံမှာလိပ်စာတစ်ခုခုရှိဖို့လိုအပ်တယ်ဘယ်နေရာကိုဘယ်လိပ်စာကိုသွားမှာလဲဘယ်သူစီသွားမှာလဲဆိုရယ်လိပ်စာဖြည့်ရတယ်ဟုတ်ကဲ့ဟုတ်အဲ့လိုလိပ်စာဖြည့်တဲ့အခါကျရင်အဲ့ဒီကောင်ကတိတ်စကားပြောတယ်လိပ်စာဖြည့်တာကတွေ့ကြရကောက်ဖြည့်လို့မရဘူးဟုတ်နော်လိပ်စာဖြည့်တာကိုတကယ်သိနေတဲ့လူလည်းဖြစ်ဖို့လိုတယ်အဲ့ဒီလိပ်စာရှင်ကပြီးတော့ကိုသွားခြင်းနဲ့ပြည်နယ်ဖြစ်ဖို့လည်းလိုတယ်ဟောအဲ့တော့လိပ်စာရွေးချယ်တဲ့ကဏ္ဍလေးကအရေးကြီးတယ်အဲ့လိုလိပ်စာရွေးချယ်တာကကိုဘယ်ပြည်နယ်ကိုသွားခြင်းတာလဲဘာလုပ်ချင်တာလဲဆိုပုံမှာမူတည်ပြီးတော့ရွေးချယ်ရတာဖြစ်တယ်ဟုတ်ကဲ့ဟုတ်အဲ့တော့အဲ့ဒါကကျေပြန့်တယ်အဲ့ဒီအကြောင်းကိုပြောပြနော်အဲ့လိုအမေရိကန်မှာကိုသွားခြင်းတဲ့ပြည်နယ်ကိုရွေးချယ်တာရွေးချယ်တယ်ပေါ့ရွေးချယ်တဲ့ခါမှာနံပါတ်1ကကိုကအမေရိကန်ကိုရောက်ရင်ဘာလုပ်မှာလဲဒီဆုံးဖြတ်ချက်ကိုရွေးချယ်ရမယ်အမေရိကန်ကိုသွားရင်ငါပညာရေးကျောင်းစစ်တက်မှာပညာတွေကိုဆက်ပြီးတော့လေ့လာမှာပညာရေးကိုဦးစားပေးမှာဆိုရင်ဘယ်ပြည်နယ်တွေသွားတက်တာလဲဟောပညာရေးကိုဦးစားပေးတယ်လူငယ်လည်းဖြစ်တယ်ကိုကပညာရေးကိုပဲဦးစားပေးပြီးတော့လေ့လာမယ်ဆိုရင်ဘယ်ပြည်နယ်တွေရွေးချယ်တင်တယ်လဲဆိုရင်ကယ်လီဖိုးနီးယားပြည်နယ်ရွေးချယ်တင်တယ်မက်ချီဂန်ပြည်နယ်ရွေးချယ်တင်တယ်နောက်နယူးယောက်ပြည်နယ်ရွေးချယ်တင်တယ်ဘော့စတွန်ပြည်နယ်ရွေးချယ်တင်တယ်နောက်တစ်ခါမန်ဆာချူးဆက်ပြည်နယ်ရွေးချယ်တင်တယ်အဲ့လိုပြည်နယ်တွေကတက္ကသိုလ်ကောင်းကောင်းကျောင်းကောင်းကောင်းတွေအများကြီးရှိတဲ့ပြည်နယ်တွေဖြစ်တဲ့အတွက်ကိုကအဲ့ဒီပြည်နယ်တွေကိုရွေးချယ်မှာဖြစ်တယ်ဟုတ်ဒါကကိုကပညာရေးကိုဦးစားပေးတဲ့လူပေါ့နောက်တစ်ခါတချို့ကြတော့အသက်ကြီးတဲ့လူတွေပေါ့တချို့အသက်ကြီးတဲ့လူတွေရှိတယ်ပေါ့ဒီဘီပေါက်တယ်အသက်60ကျော်မှပေါက်တယ်အသက်60ဝန်းကျင်လောက်မှပေါက်တယ်ဟိုရောက်ရင်ကိုကလူကျမကြီးကနည်းနည်းဟိုဟာလုတ်တဲ့လူတွေပေါ့ကျမကြီးချို့တဲ့လူတွေဆိုရင်ယာတိဥတုရွေးချယ်ရတယ်အဲ့လိုလူမျိုးကြတော့ယာတိဥတုကိုရွေးချယ်တယ်ကိုကဘယ်လိုယာတိဥတုမျိုးကိုကြိုက်တာလဲအေးတဲ့ယာတိဥတုကိုကိုကြိုက်တာလားပူတဲ့ယာတိဥတုကိုကြိုက်တာလားတမတဲ့ယာတိဥတုကိုကြိုက်တာလားအဲ့ဒါကြတော့ तू ကကြတော့ယာတိဥတုကိုရွေးချယ်ရတယ်ဟုတ်အေးတဲ့ယာတိဥတုကိုကြိုက်တယ်ဆိုရင်တော့ဒါ East Coast ဖြစ်တဲ့Boston တို့ New York တို့နော် Pennsylvania တို့နောက် Michigan တို့အဲ့ဒီပြည်နယ်တွေကတော့အေးတယ်အရင်အေးတယ်ရာသီအဲ့တော့အေးတာကြောက်တဲ့လူတွေကအဲ့ဒီပြည်နယ်ကိုမရွေးနဲ့ပေါ့ဟုတ်တာပူတဲ့ရာသီဥတုဗမာပြည်ရဲ့ရာသီဥတုနဲ့တူတဲ့ရာသီဥတုမျိုးကိုကြိုက်တယ်ဆိုရင်တော့ Texas လိုပြည်နယ်မျိုးလို့နော် Carolina ပြည်နယ်လို့အဲ့လိုပြည်နယ်လို့နော် Virginia လို့အဲ့လိုပြည်နယ်တွေမှာရွေးချယ်တင်တယ်အဲ့ဒါတွေတော့ဗမာပြည်ရဲ့ရာသီဥတုနဲ့တိတ်ကြီးမကွာခြားလာတော့နော်ရာသီဥတုတန်းကိုခံနိုင်ရမ်းရှိတယ်နောက်ရာသီဥတုတမတာကတော့ဒီကယ်လီဖိုးနီးယားတော့ရာသီဥတုတမတာပေါ့နော်အေးတာနဲ့ပူတာနဲ့မျှတာတာပေါ့နော်နေလို့အကောင်းဆုံးပြည်နယ်အမေရိကန်မှာနေထိုင်လို့ရာသီဥတုအကောင်းဆုံးကတော့ဒါကယ်လီဖိုးနီးယားကိုရွေးချယ်တယ်ဒါကတော့ရာသီဥတုရွေးချယ်တယ်နောက်တစ်ချက်ကကြတော့အလောက်ကန်အခွင့်အလမ်းကဲတချို့ကရှိတယ်ပညာရေးကိုရှစ်ဆရာမရှိတော့ဘူးဟိုမှာပညာစစ်ပြီးသင်စရာအကြောင်းမရှိတော့ဘူးငါပတ်စံရှာဖို့ပဲအလောက်ရှာဖို့ပဲအလောက်ရဖို့ပဲအလောက်ကိုင်အခွင့်အလမ်းကိုပဲအဓိကဦးစားပေးရွေးချယ်မယ်ဆိုရင်
ဘယ်လိုပြည်နယ်တွေရွေးချယ်တင်တာလဲအလောက်ကိုင်ခွင့်လန်းကိုရွေးချယ်တဲ့အခါမှာလဲကိုကပညာရေးကိုအခြေခံပြီးရွေးချယ်မယ်ဆိုရင်တော့ခုနကဥပြောခဲ့တဲ့တက္ကသိုလ်တက်မဲ့ပြည်နယ်တွေမှာရွေးချယ်လို့အဲ့မှာနေလို့ရတယ်တချို့ကျတော့ပညာရေးကိုအခြေမခံဘူးကျုံကအလုပ်ကြတဲ့အလုပ်ကျမ်းမဲ့ဖြစ်ဘယ်လိုပဲဖြစ်ကျုံတဲ့အလုပ်ကိုလုပ်မယ်ဆိုတဲ့လူတွေကြတော့စိတ်ယုံအလို့ယုံတွေပေါ်တဲ့နေရာတွေရွေးချယ်တင်တယ်အဲ့တော့စိတ်ယုံအလို့ယုံတွေပေါ်တဲ့နိုင်ငံပြည်နယ်တွေကတော့ Pennsylvania ပြည်နယ်တို့ West Virginia တို့နောက်တစ်ခါ Indiana လို့အဲ့လိုပြည်နယ်တွေကိုရွေးချယ်ရမယ်အဲ့ဒီပြည်နယ်တွေကကြတော့အခွန်အခတအားတက်တာတယ်နော်အခွန်မပေးရဘူးအခွန်ကိုရတဲ့လစာကတပိတ်ဝင်အိမ်ဝင်ထည့်လို့ရတယ်နောက်အိမ်ငါးကတွေလူနေမှုစိတ်တွေစားတောက်စိတ်တွေလည်းအရန်တက်တာတဲ့ခါကျတော့အဲ့လိုပြည်နယ်မျိုးကိုရွေးချယ်တင်တယ်ဒါကအလုံးလုံးမဲ့လူတွေအတွက်ပေါ့နော်အဲ့လိုရွေးချယ်တင်တယ်နောက်တစ်ခုကဘာသာစကားတချို့ကြတော့အင်္ဂလိပ်စာလုံးဝမပြောတတ်နော်ဒီပေါက်တဲ့လူတွေမှာအမျိုးမျိုးရှိတာပေါ့နော်ဗမာလိုပဲပြောတတ်တယ်အင်္ဂလိပ်စာလုံးဝအဆင်မပြေဘူးကွာဒါဆိုရင်အင်္ဂလိပ်လိုပြောပြီးလုပ်ရတဲ့နေရာတွေတိတ်အဆင်မပြေဘူးခုနပြောတဲ့ရုပ်ကြီးပြကြီးတွေတက္ကသိုလ်ပေါ်တဲ့ပြည်နယ်တွေမှာအဲ့လိုသွားပြီးတော့ကျင်လည်လို့မလွယ်ဘူးအဲ့ဒါကခုနပြောအင်ဒီယားနားလိုပြည်နယ်မျိုးတွေပန်ဆယ်ဗေးနီးယားလိုပြည်နယ်အဲ့ဒီပြည်နယ်တွေကြာရင်အင်ဒီယားနားဆိုရင်ဗမာတွေအများဆုံးနေတာဗမာရွာကြီးတရွာလိုပဲအဲ့ပါဗမာပြည်မှာကျင်းပတဲ့12ရာသီပွဲတော်ဟိုမှာအိုးစီပုံမောင်းနေနဲ့ရှင်လောင်းနေလှက်နော်အဲ့ဒါလိုဗမာရွာတိုင်းဗမာတွေအများကြီးရှိတယ်ဗမာလိုပြောလို့ရတယ်အဲ့ဗမာတွေထဲမှာဗမာပြည်မှာနေရတယ်လို့မျိုးပဲဗမာအစားအစာတွေအကုန်ရတယ်ဗမာနေချတိုင်းနေအဲ့လူတွေကကျတော့အဲ့နေရာကိုရွေးချယ်တင်တယ်ဒါရွေးချယ်တင်တဲ့အရာတွေပေါ့နော်ကဲဒါဆိုရင်ကိုကအမေရိကကိုသွားမယ်ဆိုရင်ဒီအချက်လက်တွေကိုထည့်သွင်းရွေးချယ်ရမယ်ကိုရွေးချယ်တာမှားသွားလို့ရှိရင်လေကိုဖြစ်ချင်တာနဲ့ကိုနေရတာနဲ့တဟဇာတာမဖြစ်ရင်စိတ်ညစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့အခုသမီးကဘယ်ပြည်နယ်ကိုရွေးချယ်ခြင်းလဲဘာလို့ချင်လို့ဆိုတော့ရုတ်တရက်ကြီးဆိုတော့လေအခုတိကတော့တခြားဆုံးဖြတ်ချက်တော့မချသေးဘူးပေါ့နော်ဒါဆိုစဉ်းစားလို့တော့ရသွားပြီနော်ဦးပြောသလိုဆိုစဉ်းစားလို့ရသွားပြီနော်โอเคအဲ့တော့ DS260 ဖောင်ကိုဘာသာကိုတင်မယ်လို့စိတ်ပိုင်းဖြတ်ထားတယ်လားအခုဦးရှင်းပြဟိုအချက်လက်တွေရတော့ဒီတင်တဲ့ခါကြလို့ရှိရင်ဟိုအမှားယွင်းနေဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုတင်မှုအတွက်ကိုတော့တိတ်ပြီးတော့ဟိုစင်မပြေဘူးပေါ့နော်အဲ့တကြောင့်ဦးတို့တော့အကူကြီးတော့တောင်းရမယ်ရှင်ဟုတ်ပြီအဲ့တော့ DS260 ဖောင်ကဟိုကိုကအင်္ဂလိပ်လိုလဲအစဆုံးကျွမ်းကျင်တယ်ဒီ website အကြောင်းတွေ software အကြောင်းတွေဒီအကြောင်းတွေကိုလည်းနားလည်တယ်ဒီကို internet line တွေလည်းကောင်းတယ်အခုအတွေ့အကြုံလည်းတီးမိခောက်မိရှိတယ်တခြား application တွေလည်းကိုကများသုံးဘူးတယ် website အကြောင်းတွေကောင်းနားလည်တယ်ဆိုရင်တော့ကိုယ့်အကူဖြည့်လို့ရပါတယ်ဒါပေမဲ့ကိုယ့်အကူပိုင်မှဖြည့်ဖို့တော့တိုက်တွန်းနေပါတယ်မပိုင်မဲနဲ့သွားဖြည့်ရင်ဘာပြဿနာကြုံတယ်လဲဆိုတော့ပြီးခဲ့တဲ့နှစ်တွေမှာဦးစီကိုလာပြီးအကူညီတောင်းကြတာရှိတယ်ဘယ်လိုလူတွေလဲဆိုတော့သူတို့က260ဖောင်ကိုဘာနဲ့ကိုဖြည့်တာကိုယ့်ကိုဖြည့်တဲ့ခါကျတော့တစ်ခါဖြည့်တယ်ဆိုင်းအင်လုပ်တယ်တစ်ခါဖြည့်တယ်မရဘူးနောက်တစ်ခါတစ်မျိုးပြောင်းဖြည့်တယ်မရဘူး၄-၅ခါလောက်ဖြည့်တဲ့ခါမှာ तू ကသူ့ရဲ့ website က lock ကျသွားတယ်ဟုတ်ကဲ့ lock ကျသွားတော့ तू ကနောက်တစ်ချိန်မှာဝင်ပြီးတော့ဖြည့်လို့မရတော့တဲ့ခါကျမှအဲ့မှာဒုက္ခရောက်တယ်အဲ့ဒါကအကြီးကျယ်ဒုက္ခပဲဟုတ်ကဲ့ရှင်တော်နဲ့အဲ့ဒီဟာပြန်မပွင့်ဘူးဆိုတော့အဲ့ဒါမျိုးကြတော့ဥရောလည်းလောက်ရတာခက်ခဲတယ်အဲ့ဒီသူ့လော့ကျသွားတဲ့ဟာကို sign in ပြန်လုပ်နိုင်အောင်ဆရာတို့ KCC ထိအကြိမ်ကြိမ်6လွှာတွေတင်ရတယ်အကြိမ်ကြိမ်ကိုပြန်ပြီးတော့ဒီ log in ဝင်ဖို့အတွက်ခွင့်ပြုဖို့အကြိမ်ကြိမ်စာတွေပို့ရတယ် email တွေပို့ရတယ်ပို့ပြီးတော့မှသူတို့ဖွင့်ပေးလိုက်ပြီးဆိုမှနောက်တစ်ချိန်ပြန်တင်လို့ရတဲ့ပြဿနာတွေရှိတယ်ဟုတ်ကဲ့ရှင်ဟုတ်ဒါကြောင့်မို့ကိုပိုင်နေဆိုရင်ကိုတင်ပါလွတ်လပ်တင်လို့ရပါတယ်မပိုင်မဲနဲ့စံတွားဝါတော့သွားပြီးတော့လက်တက်မစမ်းသေးခြင်းဘူးလက်တက်စမ်းလိုက်လို့ဒုက္ခရောက်သွားတာရှိတယ်ဗမာပြည်မှာ DS260 ဖောင်ဟိုပိုင်မဲနိုင်တင်ပေးနိုင်တဲ့လူတွေလည်းနည်းနည်းရှားပါတယ်ပေါ့နော်အဲ့ဒါကြောင့်လိုအပ်ရင်တော့ဥရောကအစဆုံးကူညီပေးပါမယ် DS260 ဖောင်တင်ပြီးဆိုကြတဲ့ကအမေရိကဘယ်ကိုသွားမယ်ဆိုတဲ့လိပ်စာဖြစ်ရတယ်အဲ့ဒီလိပ်စာပိုင်ရှင်ကကိုယ်နဲ့အသိဖြစ်ဖို့လိုတယ်ဟုတ်ကဲ့ဆိုတော့တချို့မှာဘယ်ရှိမလဲတချို့ကြတော့เนาะအမေရိကနဲ့အဆက်အသွယ်မရှိဘူးကိုယ်ဆွေမျိုးလည်းမရှိဘူးပေါင်းသင်းလည်းမရှိဘူးလိပ်စာပေးစရာမရှိဘူးဒီလိုခက်ခဲတွေရှိတယ်အဲ့ဒီအတွက်ကိုလည်းမပူနဲ့ဥရောကဆောင်ရွက်ပေးမယ်ဟုတ်ကဲ့ဥရောကူညီပေးမယ်ဘာဖြစ်လဲဆိုတော့ဥရဲ့သားသမီးအရင်ဆွေမျိုးသားချင်းတွေကအမေရိကမှာအများကြီးရှိနေတယ်သူတို့လိပ်စာတွေကိုအသုံးချလို့ရတယ်ကူညီပေးလို့ရတယ်เนาะအတိမိတ်ဆွေတွေနဲ့ကူညီပေးလို့ရတယ်အဲ့ဒီအတွက်ကလည်းပူစရာမလိုဟုတ်ပြီဒါဆိုရင် DS260 ဖောင်တင်ဖို့အတွက်ကိုပြင်ဆင်ရတော့မယ်เนาะဟုတ်ကဲ့
အဲ့ဒီမှာညီမသိချင်တာပေါ့နော်DS260 found တင်လို့ရှိရင်စောတင်တာနဲ့နောက်ကျပြီးတော့တင်တဲ့ဥစ္စာပေါ့နော်အကယ်ပြီးစောတင်နေဆိုလို့ရှိရင်စောပြီးသွားရတာမျိုးလားဒါမှမဟုတ်နောက်ကျတင်လို့ရှိရင်နောက်ကျသွားနိုင်လားအဲ့ဒါလေးတစ်ချက်သိချင်လို့ရှင်ဟုတ်ပြီ DS260 found တင်တာကစောစောတင်နိုင်လဲစောစောသွားရတာမဟုတ်နောက်ကျမှတင်တော့တင်လဲနောက်ကျမှသွားရတာမဟုတ်နော်သူကခေါ်တာ case number နဲ့ပဲဆိုင်တယ်ကိုယ့်ရဲ့ case number ကစောလို့ရှိရင်စောစောတင်ဖို့လိုအပ်တယ်ဟုတ်ကဲ့ case number စောလို့ရှိရင်စောစောတင်စောစောသွားရတယ်အဲ့တော့ပြောချင်တာက case number စောတဲ့သူတွေကတော့စောစောတင်ပါမဖြစ်မနေစောစောတင်ပါလို့တိုက်တွန်းနေတယ်ဟုတ်ကဲ့ဟုတ် case number နဲ့ပဲစောစောသွားရခြင်းနောက်ကျသွားရခြင်းဒီ case number နဲ့ပဲဆိုင်တယ် DS260 ပေါင်မြန်မြန်တင်တာနောက်ကျတင်တာနဲ့မဆိုင်ဘူးဟုတ်ကဲ့ပါရှင်ဒီလိုဖြစ်တယ်နော်ဒါကြောင့် DS260 ပေါင်ကကိုက case number များသေးတယ်ဆိုရင်ဖြည်းဖြည်းအေးအေးတေးသေးချာချာစိန်ဆွဲပြီးမှတင်ပါ DS260 ပေါင်တင်တာနောက်ကျလို့ရတယ်အဲ့တော့ပြီးခဲ့တဲ့နှစ်ကအတွေ့အကြုံကိုပြောရမယ်ဆိုရင်ဦးစီမှာကူညီပေးလိုက်တဲ့တယောက်ဆိုရင် voting ထဲမှာသူ့ရဲ့ case number ပါနေပြီသူ့ရဲ့ case number က1000ကျော်လေး1400 voting ကထွက်နေပြီသူ case number သူ interview ဖို့အတွက်သူ့ကို voting ထဲမှာတန်းစီသွားပြီအဲ့ဒီအချိန်မှာ तू က passport မရှိသေးဘူး passport မရှိသေးဘူးအဲ့ဒီမှာ passport လုပ်နေတော့မှရှိသေးတယ်အဲ့တော့ passport လုပ်နေတော့မှပြေးလာတယ်ကျွန်တော် voting ကပါနေပြီတဲ့ voting ထဲမှာကျွန်တော်ပါနေပြီတဲ့ကျွန်တော်အခုမှ DS260 ပေါင်မတင်ရသေးဘူးတဲ့ကျွန်တော်နောက်ကျသွားပြီလားတဲ့ကျွန်တော်တင်လို့ဖြစ်ပါမလားတဲ့ဒါပေမဲ့ဦးရအောင်တင်ပေးလိုက်တယ်မဖြစ်ဖြစ်အောင်တင်ပေးလိုက်တယ်အောင်မြင်သွားတယ်ကိုယ့်နာမည် voting ထဲမှာကိုယ့်နာမည်ပါပြီးတာတောင် DS260 ဖောင်ကနောက်မကျသေးဘူးဆိုတာကိုပြောချင်တာအဲ့ဒါတင်ပေးလိုက်တယ်အဆင်ပြေသွားတယ်ဖြစ်ပုံကသူ DS260 ဖောင်တင်ပြီးတော့ဟိုက interview ရချင်းချပေးလိုက်တယ်ဟုတ်အဲ့ဒီ interview ရချင်းချပေးတော့လည်းပဲ तू က passport ကမရသေးဘူးပြဿနာအဲ့လိုနော်အဲ့တော့ passport မရသေးဘူး interview ရက်ကချိန်နေပြီနော်17လပိုင်းမှာသူ17လပိုင်း4ရက်နေ့မှာသူ interview ရချိန်ပြီးချပေးတယ် interview ချပေးသည်သူ့လက်ထက်မှာမိသားစု3ယောက်စီတယ်3ယောက်စလုံး passport မရသေးဘူးပြဿနာရှိအဲ့ဒါလေးကိုဆရာတို့ကဒီသူ့ကိုစောင့်ဆိုင်းပြီးတော့ interview လုပ်ဖို့အတွက်ကိုဦးတို့ကကူညီဆောင်ရွက်ပြီးတော့တခါတည်းတန်ရုံးနေမှာစာပို့ပြီးတော့ကူညီပေးခဲ့ဘူးတယ်ဆိုတော့အဲ့လို passport တကယ်ရပြီဆိုတဲ့ချိန်ကျမှ interview ဝင်ပြီးတော့အောင်ပြင်သွားတာတရှိတယ်နော်ဒါတော့နောက်ကြရင်လည်းတိတ်ကြီးပူစရာမလိုဘူးဆိုတဲ့အကြောင်းကိုပြောပြတာဟုတ်ကဲ့ပါရှင်ဟုတ်ပြီနော် okay ကဲဟုတ်ပြီအဲ့တော့ DS260 ဖောင်အကြောင်းပြည့်စုံပြောပြီးရင်နံပါတ်1ဖြစ်တဲ့ bulletin အကြောင်းကိုပြောအောင်bulletin ဆိုတာကတော့ခုနကပြောတယ် case number လိုက်ပါတော့အဲ့တော့ case number ကဒီပေါက်မဲ number ပေါ့နော်ဆိုလိုတာက DB ပေါက်တာကတကဘာလုံးမှာ DB ပေါက်တဲ့လူက3သိန်းကျော်တယ်3သိန်း2000ဝန်းကျင်ရှိတယ် DB ပေါက်တဲ့လူက DB ပေါက်တိုင်းလဲအမေရိကကိုသွားမယ်လို့တွက်ဆလို့မရဘူးဟိုတော့ကတော့ရတယ်နော်လွန်ခဲ့တဲ့4-5နှစ်ကစမရတော့ဟိုတော့ကတော့ DB ပေါက်ပြီဆိုတော့တေချာပေါက်သွားရမယ်ဆိုတာ100ရာခိုင်နှုန်းတွက်လို့ရတယ်အခုတော့မဟုတ်တော့သူပေါက်မဲနံပါတ်ဒီအများကြီးဖောက်ပြီးတော့ခေါ်တာကြတော့တဝက်လောက်ပဲခေါ်တယ်ဒါဖြစ်သွားတာပါနော်အဲ့တော့သူက3သိန်းကျော်လောက်ကို DB ပေါက်မဲဖောက်ပြီးတော့တကယ်ခေါ်တာက9500ပဲခေါ်9500ပဲခေါ်အဲ့တော့သူကတန်းစီလိုက်တာပါ case number တွေတန်းစီလိုက်တာတန်းစီတဲ့ကမှလဲသူက case number ကသူကတိုက်လိုက်အာရှတိုက်ဆိုအာရှတိုက်တွေတန်းစီတာဥရောပဆိုဥရောပတွေတန်းစီတာအဲ့လိုတန်းစီစရာလိုက်သူခွဲတန်းနဲ့ဥရောပကဘယ်လောက်ခေါ်မယ်အာရှကဘယ်လောက်ခေါ်မယ်အာဖရိကကဘယ်လောက်ခေါ်မယ်ဒီလိုတန်းစီစရာနဲ့သွားအဲ့လိုစီလိုက်တဲ့ခါမှာခုနအစင်လိုက်ခေါ်သွားတာပဲတက်ကနေစပြီးအစင်လိုက်ခေါ်သွားတာဒီကိုလာပိုင်းစပြီးတော့ bulletin ကိုလာတိုင်းကြည့်နေတယ်ကို case number နဲ့နီးနေပြီလားကို case number ဘယ်တော့လောက်မှပါနေလဲဆိုတာချိန်ဆလို့ရတယ်စောင့်ကြည့်ပြီးသွားရင်နံပါတ်3အချက်လိုတာကဘာလို့လဲဆိုတော့ document interview ဖြေတဲ့အခါမှာပြဖို့အတွက် document တွေစုံဖို့လိုတယ် document တွေကနံပါတ်1မွေးစင်းရင်းနဲ့မွေးစင်းရှိလားဟုတ်ကဲ့ရှိရဲ့မွေးစင်းရှိဖို့လိုတယ်နော်မွေးစင်းရှိဖို့လိုတယ်နံပါတ်2ကလက်ထပ်စာချုပ်တဲ့ကိုက single ဆိုရင်တော့လက်ထပ်စာချုပ်မလုပ်ဘူးပေါ့နော်အိမ်တော်ရှိတဲ့သူတွေအနေနဲ့ကတော့လက်ထပ်စာချုပ်လိုတယ်တချို့ကျတော့အိမ်တော်ကကွဲသွားတယ်ဆိုအိမ်တော်ကွဲရင်လည်းကွဲတဲ့တရားရုံးမှာကွဲတဲ့အထောက်ထားတွေတင်ပြရတယ်တချို့ကအိမ်တော်ပဲတည်သွားတယ်တည်သွားရင်လည်းတည်သွားတဲ့တည်စင်အထောက်ထားတွေပြရတယ်နောက်နံပါတ်3က yes can ထောက်ခံစေyes can ထောက်ခံချက်ကတော့သူက interview မဖြေခင်6လအလိုမှာလုပ်လို့ရတယ်နော်ကို interview မဖြေခင်6လအလိုမှာလုပ်ထားတယ်နောက်နံပါတ်4ကတော့10တန်းအောင်လက်မှတ်ဘွဲလက်မှတ်ဟုတ်ကဲ့နော်ဟုတ်ပြီ
အဓိကက10တန်းအောင်လက်မှတ်လည်းရှိဖို့လိုတယ်နော်နံပါတ်1က10တန်းအောင်လက်မှတ်နံပါတ်2ကတော့ဘွဲလက်မှတ်ဘွဲလည်းရပြီနော်ဘွဲလည်းရပြီဟုတ်ပြီအဲ့နှစ်ခုစလုံးကရှိဖို့လိုတယ်နောက်နံပါတ်5ကတကောင်စင်းတကောင်စင်းရှိတယ်နော်တကောင်စင်းရှိဖို့လိုတယ်အဲ့တကောင်စင်းရှိဖို့လိုတယ်အဲ့ဒီຢာတွေကအကုန်လုံးကသူက notary ပြန်ထားဖို့လိုတယ် notary ကချက်ချင်းပြန်ထားရမှာလားဆိုတော့မဟုတ်ဘူးကို interview ဖြေကနီးပြီဆိုမှ notary ပြန်မှာဟုတ်ဆိုဒီ notary ကတက်တန်းရှိတယ်ဆိုလိုတာအခု DB ပေါက်တယ်ဒီနေ့ DB ပေါက်တယ်မနေ့ပြန်အဲ့ဒီအချက်လက်တွေ notary ပြန်ထားတယ်ကိုကနောက်10လလောက်နေမှကိုက interview ရတယ်ဆိုရင်ကိုပြန်ထားတဲ့ notary တွေကတက်တန်းရအကျုံးမဝင်တော့ဒါကြောင့်မို့ notary ပြန်တဲ့အလုပ်ကကို interview ဖြေလို့ bulletin ကြပြီဆိုမှ notary ပြန်ပါနော်ဟုတ်ပြီဒါပေမဲ့ဒီအချက်လက်တွေကတော့အစောကြီးကိုကစုဆောင်းထားရမယ်ဟုတ်ကဲ့တချို့ကမွေးစင်းမရှိတာရှိတယ်တချို့ကဆေးရုံမှာမွေးတာမဟုတ်အဲ့လိုဖြစ်တဲ့ခါကျတော့မွေးစင်းထောက်ထားပြစရာမရှိဘူးဆိုရင်ကိုမွေးဖွားခဲ့တဲ့မြို့မှာသွားပြီးတော့မွေးစင်းမရှိကြောင်းထောက်ခံစာယူရတယ်အဲ့ထောက်ခံစာနဲ့ကိုတင်ပြရတယ်နောက်နံပါတ်4အချက်ကတော့ကို bulletin ထဲမှာကိုရဲ့ case number ပါသွားပြီဆိုရင်ကိုက email ဆောင်းရမယ် email က 2NL ခေါ်တယ်အဲ့ဒီ email ဆောင်းရတယ်အဲ့ဒီ email ကဘာလုပ်တဲ့ email လဲဆိုရင် interview ရက်ချိန်ပေးမဲ့ email ပဲအဲ့ဒါအရေးကြီးတယ်နော်အဲ့တော့ကိုက visa bulletin ထဲမှာကိုရဲ့ case number ပါသွားပြီဆိုရင်ကိုစောင့်ရမှာက 2NL နေ့တိုင်း email ဆက်နေရတယ် email ကိုစောင့်နေတယ်အဲ့တော့ email ဝင်လာပြီဆိုတာလည်းအဲ့ဒီ email ထဲမှာကိုရဲ့ interview ချပေးတယ်နံပါတ်5အဲ့ဒီ email ဝင်လာပြီဆိုရင်ဘာလုပ်ရမလဲဆေးစစ်တယ်ဆိုတာလေကိုနဲ့နီးစပ်ရာဆေးရုံဆေးကန်းတွေမှာသွားစစ်လို့မရဘူးဟုတ်ကဲ့ဟုတ်နော်သူတို့အမေရိကန်တန်ယုံကတတ်မှတ်ပေးထားတဲ့ဆေးရုံဆေးကန်းမှာပဲစစ်ရတယ်အဲ့တော့ဗမာပြည်မှာတော့ရန်ကုန်မှာဆမ်မီတဝေးဆေးရုံဆိုတာရှိတယ်ဟိုရှက်မိုင်မှာနော်အဲ့ဆေးရုံမှာစစ်ရတယ်နော်အဲ့ဆေးရုံမှာစစ်ရတယ်စစ်ရင်ဘာတွေယူသွားရမှာလဲစစ်ရင်ယူသွားရမယ့်အချက်လက်တွေကနံပါတ်1က passport ယူသွားရမယ်နံပါတ်2ကကိုဗစ်ဆေးထိုးထားတဲ့အထောက်အထားတွေယူသွားရမယ်နံပါတ်3က DV လျှောက်ခဲ့စဉ်ခါတော့က confirmation စာရွက်ကလေးယူသွားရမယ်နောက်တော့ DV ထိုးတာ DV case number confirm ဖြစ်တဲ့အခု DV ပေါက်ပြီဆိုတဲ့အကြောင်းကြားစာစာရွက်ကလေးယူသွားဖို့လိုအပ်တယ်နော်ဟုတ်ပြီအဲ့ဒါတွေလိုသွားတယ်နောက်တစ်ခါကို့မှာဆေးမှတ်တမ်းတွေရှိရင်ယူသွားမယ်တောက်သုံးနေကြဆေးဝါးတွေရှိရင်လည်းယူသွားပြီးတော့ပြမယ်လူတယောက်ကိုပြန်မြပေါ့ဆေးစက်ကဒေါ်လာ330ဝန်းကျင်တယောက်ကိုဒေါ်လာ330ဝန်းကျင်ကုန်ကြမှာဖြစ်တယ်နော်ပြန်မြပေါ့ဟုတ်ပြီအဲ့တော့6လအတွင်းရိုက်ထားတဲ့ passport နော်တယ်မဲ့ကွယ်2လက်မှတ်ရောင်စုံတပ်ပုံလည်းလိုအပ်တယ်နော်ဟုတ်ပြီအဲ့ပြီးတော့ US မှာနေထိုင်မဲ့လိပ်စာအပြည့်စုံလဲကိုကပြောပြဖို့လိုအပ်တယ်ဒီအချက်လက်တွေကိုပြည့်စုံပြီဆိုရင်အဲ့ဒီဟာတွေကိုပြပြီးတော့ဆေးသွားစစ်ရုံပါပဲနော်ဟုတ်အဲ့ဒီမှာပေါ့နော်ဆေးသွားစစ်တဲ့အခါကြလို့ရှင်ရင်သူတို့ဘယ်ဟာတွေကိုအဓိကထားပြီးစစ်တာလဲဘယ်ဟာတွေကြောင့်ပေါ့နော်ဆေးကမအောင်တာမျိုးတွေဖြစ်လာလဲဆိုတာလေးတစ်ချက်ပြောပြပေးပါဦးရှင်အေးဟုတ်တယ်ဆေးစစ်တာတော့သူကအမျိုးပေါင်းအများကြီးသူကဆက်လိုက်တာပေါ့နော်အဓိကကတော့လူကကြီးမားမားယောဂမရှိဘူးဟိုထင်းထင်းရှားရှားယောဂကြီးမားမားမရှိဘူးဆိုရင်သူအဓိကပြတ်မှတ်ထားတာကတော့ TB ဖြစ်ခဲ့ဘူးသလားဆိုတာကိုအဓိကထားပြီးအဆုတ်မှာ TB ရှိမရှိအဓိကထားပြီးတော့စစ်တယ်တချို့ကြတော့လေဟိုယောဂကတော့ TB ယောဂတော့မရှိခဲ့ဘူးဒါပေမဲ့အဆုတ်မှာဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာအဆုတ်မှာ spot တွေတွေ့တယ် spot တွေဆိုတော့ TB တန်တရားလို့ခေါ်တယ်အဲ့ဒါလူမျိုးကြတော့ချက်ချင်းဆေးအောင်လက်မှတ်မပေးသေးဘူးသူ့ကိုတလိပ်အထွေးခိုင်းပြီးအဲ့တလိပ်ကိုဘန်ကောက်ကိုပို့ပြီးတော့ဆေးစစ်တယ်အဲ့ဒါကလည်းတစ်လခွဲ2လလောက်ကြာတယ်အဲ့တော့အဲ့လိုတန်တရားဖြစ်တဲ့လူတွေဆိုရင်တော့ဆေးအဖြေကချက်ချင်းမရတတ်အဲ့ဘန်ကောက်ကဓာတ်ခွဲကနေဓာတ်ခွဲပြီးတော့ तू ဟာ TB ဘိုးမရှိပါဘူးဆိုတော့အထောက်ထားအပြည့်စုံရပြီဆိုရင်တော့ဒါ तू ဟာဆေးအောင်လက်မှတ်ရတာဟုတ်ကဲ့အဲ့တော့တလိပ်စစ်ရပြီဆိုတာနဲ့ဒါပဲပြောနောက်ထပ်2လ3လလောက်သူများတဲ့အချိန်ကြာသွားတတ်တယ်ဒီသဘောရှိတယ်နောက်နံပါတ်6ကဆေးလဲစစ်ပြီးသွားပြီဆိုရင်အဲ့ဒီဆေးစစ်တဲ့အဖြေကိုတန်ယုံကိုမြန်မာတန်ယုံအမေရိကန်ဆိုင်ရာမြန်မာနိုင်ငံတန်ယုံကိုတွားပြီးတော့ဒီဆေးအဖြေတွေကိုတွားပို့ရဆေးအဖြေတွေတွားပို့ပြီးကမှ interview ရက်ချင်းကိုအတိအကျပြန်တောင်းရမယ်ဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာ interview ဖြေရပါမယ်ဆိုတာကိုသူကအကြောင်းကြားပေးတာပေါ့နော် interview ရက်ချင်းရပြီဆိုရင် interview ဖြေရမယ်နော် interview ဖြေတာကတော့ကို့မှာအချက်လက်အထောက်ထားတွေပြည့်စုံနေပြီဆိုရင်တော့ interview ကကြောက်စရာမလိုပါဘူးinterview ကအများကြီးလည်းမမေးဘူးခက်တွေလည်းမမေးပါဘူးเนาะ interview ကတော့လွယ်လွယ်ကူကူနဲ့အောက်မှာပါအဓိကတော့ document အချက်လက်တွေမှန်ဖို့လိုတယ်เนาะအချက်လက်တွေမှန်ဖို့လိုတယ်ဟ
အဲ့မှာလေဘလို့ဒီမျိုးတွေကပေါ့နော်အင်တာဗျူးကြာမျိုးတွေဖြစ်လဲဒီလိုရှင်ဟုတ်ဟုတ်တယ်တချို့ကအင်တာဗျူးဖြေတဲ့အခါမှာအင်တာဗျူးကြတဲ့ရာခိုင်နှုန်းကတော့နည်းတယ်ဒါပေမဲ့အင်တာဗျူးကြတဲ့လူလည်းရှိတယ်အင်တာဗျူးကြတယ်ဆိုတာကဘယ်လိုလူတွေအများဆုံးအင်တာဗျူးကြတယ်လဲဆိုတော့နံပါတ်1ကတော့ဆေးစစ်ချက်မအောင်တဲ့လူတွေအဲ့ဒါတော့တေချာပေါ့အင်တာဗျူးကြတယ်နော်ဟုတ်ကဲ့နံပါတ်2ကတော့စာရွက်စာတမ်းလိန်လေတုပထားတာတွေပေါ်ရင်အင်တာဗျူးကြတယ်နော်အယောင်ဆောင်ထားတာတွေပါရင်ဒါကြောင့်ကိုကသူတို့တောင်းဆိုတဲ့စာရွက်စာတမ်းတွေကမှန်ကန်ပါစေအထောက်အထားတွေပြည့်စုံပါစေအဲ့အတွက်ကိုတော့ဂရုစိုက်ပါအတုပတွေမလုပ်ကြပါနဲ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တော့တာမန်အနေထားကတော့မေခွန်းအနေထားကတော့ကိုကအမှန်တိုင်းဖြေပြီးတော့ရိုးသားသားဖြေရင်မေခွန်းတွေကလည်းခက်ခဲမဟုတ်ပါဘူးအဲ့တော့အောင်တာများပါနော်ဟုတ်ကဲ့ရှင်ဟုတ်လေညီမတို့အင်တာဗျူးသွားဖြေတဲ့ခါမှာပေါ့နော်တန်ရုံးကိုဘာတွေယူသွားဖို့လိုလဲပေါ့ဟုတ်ပြီဟုတ်တယ်အင်တာဗျူးဖြေတဲ့အခါမှာတန်ရုံးကိုယူသွားရမယ့်ဟာတွေကနံပါတ်1က additional form ပေါ့ additional form ဆိုတာကကိုရေးအချက်လက်ပေါ့အဲ့ဒီကိုရေးအချက်လက်ကသူတို့ email ကနေအဲ့ interview ရချိန်ချတဲ့ခါမှာသူတို့ email ကနေအဲ့ဒီ interview ဖြည့်ရမယ့် form စာရွက်ထပ်ပြီးတယ်အဲ့ဒါတွေကိုဖြည့်သွားအဲ့ဒါ additional form လို့ခေါ်တယ်အဲ့ဒီ additional form ယူသွားရတယ်နောက်တစ်ခါ DS260 အတီးပြုစွာအတီးပြုစာရွက်ကို DS260 တင်လိုက်ပြီဆိုတာနဲ့သူတို့ကစာရွက်တွေ့ရပြန်လာတယ်သူအဲ့ DS260 form ကိုအတီးပြုလိုက်ပါပြီဆိုတော့ confirm လုပ်တဲ့စာတစ်စောင်ရှိတယ်အဲ့စာပြရတယ်เนาะအဲ့စာယူသွားဖို့လိုတယ်နောက်ကတက်တန်း6လအနည်းဆုံး6လတက်တန်းကျန်တဲ့passport ယူသွားရမယ်เนาะ6လအတွင်းရိုက်ကူးထားတဲ့နှစ်လက်မှတ်ပတ်လေနောက်ခံအဖြူနဲ့ passport เนาะ passport ၄ပုံလောက်ယူသွားပါเนาะဟုတ်ကဲ့နောက်မွေးစင်းမိတ်တူမူရင်းမွေးစင်းကျတော့မိတ်တူရောမူရင်းရော note ပြန်ထားတာရောအဲ့ဒါတွေယူသွားဖို့လိုတယ်လက်ထပ်စာချုပ်တို့၊ကွာရှင်းစာချုပ်တို့၊တေဆုံးလက်မှတ်တို့เนาะအဲ့ဒါတွေလည်းတက်ဆိုင်တဲ့လူတွေကတော့အဲ့ဒါတွေယူသွားရမယ်နောက်ပညာရေးချင်းပါဆိုလို့ရှိရင်လည်း10တန်းအောင်လက်မှတ်ဘွဲလက်မှတ်အဲ့ဒါတွေမူရင်းရောမိတ်တူရောနောက်တစ်ခုက note ပြန်ထားတာရောအဲ့ဒါတွေယူသွားဖို့လိုတယ်เนาะ6လအတွင်းရဲစခန်းကထောက်ခံပေးတဲ့ရဲစခန်းထောက်ခံချက်အဲ့ဒီရဲစခန်းထောက်ခံချက်ကလည်းမူရင်းရော note ရောယူသွားဖို့လိုအပ်တယ်เนาะဟုတ်ကဲ့ဟုတ်အဲ့ဒီမှာ yes can ထောက်ခံချက်ဆိုတဲ့အခါမှာတချို့ကြတော့နိုင်ငံခြားမှာအလုပ်သွားလုပ်တယ်နိုင်ငံခြားမှာနေတယ်နိုင်ငံခြားမှာ5-6လလောက်နေတယ်နောက်ဒီ interview ဖြေကနီးမှာဗမာပြည်ကိုပြန်လာတယ်အဲ့လိုလူမျိုးဆိုရင်ကိုနေထိုင်ခဲ့တဲ့တိုင်းပြည်ရဲ့ yes can ထောက်ခံချက်လိုအပ်တယ်ဟုတ်ကဲ့အဲ့လိုတင်ပြရနော်ဟုတ်ပြီကိုကနိုင်ငံခြားမှာနေခဲ့တာမဟုတ်ဘူးဆိုရင်တော့မလိုဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်တရားရုံးမှတ်တမ်းများရှိရင်ယူခဲ့ပါတဲ့တရားရုံးမှတ်တမ်းတွေကတော့မရှိပါဘူးဒါများတော့တယ်နော်medical check နဲ့တက်ဆိုင်တဲ့ဆေးအဖြေတွေယူခဲ့ပါတဲ့နော်ဟုတ်ကဲ့နောက်တစ်ခါ visa fee ကတစ်ခါတည်းတွင်းရတယ်အဲ့တော့ visa fee ကဒေါ်လာ330လောက်ရှိတယ်နော်330အဲ့ဝင်ကျင်လောက်ရှိတယ်နော်ဟုတ်ကဲ့နောက်တစ်ခါအိမ်တော်စုစီရင်မိတ်တူမူရင်း notary မှတ်ပုံနဲ့မိတ်တူမူရင်း notary အဲ့ဒါတွေယူသွားဖို့လိုတယ်အဲ့ဒီအချက်လက်တွေပြည့်ပြည့်စုံစုံကိုယူသွားဖို့လိုတယ်ပြည့်စုံပါသွားတော့ interview အောင်ဖို့သိကြတာပေါ့ဟုတ်ဟာလေအင်တာဗျူးစဖြေတဲ့အချိန်ကနေစပြီးတော့ပေါ့နော်ဒီအမေရိကရောက်တဲ့အထိပေါ့ကုန်ကြစိတ်စုစုပေါင်းဘယ်လောက်ကြာနိုင်လဲရှင်ဟုတ်ပြီသူကကိုစပြီးတော့ဗမာပြည်ကနေစပြီးတော့အမေရိကရောက်သည့်အထိအမေရိကန်နိုင်ငံကိုခြေချသည့်အထိကုန်ကြငွေခန့်မှန်းခြေပေါ့နော်ခန့်မှန်းခြေအနည်းဆက်ဆုံးခန့်မှန်းခြေကုန်ကြစိတ်ပေါ့ကုန်ကြစိတ်ကတွက်မယ်ဆိုရင်ဆေးစစ်တဲ့ကုန်ကြစိတ်ရှိတယ်လူတယောက်အတွက်ပေါ့လူတယောက်အတွက်ဆေးစစ်တဲ့ကုန်ကြစိတ်ကဒေါ်လာ300ဝန်းကျင်ခန့်နောက် interview ဝင်တဲ့ကုန်ကျစရိတ်ကလည်းဒေါ်လာ300ခန့်နောက်တစ်ခါ green card ကြီးတစ်ခါတည်းသွင်းရတယ်ဟုတ်ကဲ့ green card ကြီးပါသွင်းရတယ် green card ကြီးကလည်းဒေါ်လာ300ခန့်ဆိုတော့အဲ့ဒီမှာ3ခုပေါင်းလို့ရှိရင်ဒေါ်လာ1000လောက်ကုန်တယ်အဲ့ဒါကဒီလောလောဆယ်ဗမာပြည်တွင်းမှာကုန်မဲ့ဟာနော်ကုန်မဲ့ဟာအဲ့ဒေါ်လာ1000ကျော်လောက်1000လောက်ကုန်မဲ့နောက်တစ်ခါလေရင်လက်မှတ်ရှိမယ်လေရင်လက်မှတ်ကတော့တစ်ကြောင်းစာပဲဝယ်လို့ရတယ်နော်တစ်ကြောင်းစာဆိုရင်1500ဝန်းကျင်ပေါ့1500ဝန်းကျင်ဆိုတော့အဲ့မှာလည်း2500ဝန်းကျင်လောက်ကုန်သွားပြီเนาะပြီးရင်အဓိကဟိုမှာကိုကနေဖို့အတွက်ကိုကစဉ်းစားရမယ်ကိုကအမေရိကကိုရောက်ပြီဆိုတာနဲ့ရောက်ချင်းကိုကဂရင်းကတ်ကရချင်မှရတယ်အဲ့ဒါကဂရင်းကတ်ရတာကပြည်နယ်မတူဘူးတချို့ပြည်နယ်တွေကတစ်လအတွင်းဂရင်းကတ်ရတယ်ကိုရောက်ပြီးတစ်လအတွင်းကိုလက်ထဲကိုဂရင်းကတ်ရောက်တယ်တချို့ပြည်နယ်တွေကျတော့3လလောက်စောင့်မှကိုလက်ထဲကိုဂရင်းကတ်ရောက်တယ်အဲ့ဒါမတူဘူးအဲ့တော့ကိုကလိုသုံးလို့မယ်အမေရိကမှာအလုပ်မရှိအကိုင်မရှိထိုင်ပြီးစားနေနိုင်အောင်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့3လစာလောက်တော့လိုအပ်3လစာလောက်လိုအပ်ဒါကကို့မှာအခက်မရှိဘူးဆိုရင်ဟုတ်ကဲ့နော်3လစာလောက်လိုအပ်အဲ့ဒီ3လစာက
တလားကို1500နှုန်းလောက်တွေ့1500လောက်တွေ့အဲ့ဒီမှာလေ4500လောက်ဖြစ်သွားပြီနော်ဟိုကောင်း1000ဆို9000လောက်တော့ကို9000နော်အဲ့တော့ဒီကနေမြန်မာနိုင်ငံကနေအမေရိကကိုအခြေတကျမဖြစ်ခင်ဂျားကုန်ကြစရိတ်ဒီလူတယောက်ကိုဒေါ်လာ9000ကနေပြီးတော့9500ဂျားမှာကုန်မယ်လို့အကြံဉာဏ်ခန့်မှန်းပါကိုအိတ်ထဲမှာ DB ပေါက်ပြီဆိုတော့ねကိုအိတ်ကထဲမှာဒေါ်လာ9000ကနေ9500ဂျားရအောင်စုထားပါနော်အဲ့ဒါဆိုရင်တော့အမေရိကကိုရောက်ပါပြီဟုတ်ကဲ့ပါရှင်ကဲဟုတ်ပြီဗျာနော်တတိယရေးရှင်းပြပေးရတော့လည်းကျေးဇူးတင်ပါတယ်ရှင်ကဲဟုတ်ပြီဗျာကံကောင်းပါစေနော်ဟုတ်ကဲ့ပါရှင်အမေရိကနိုင်ငံကိုအများဆုံးအခြေချနေထိုင်ပါစေဗျာဟုတ်ပေးရဆိုရင်ပြပါစေရှင်အေးဗျာနော်တော့ရပါပြီနော်ဟုတ်ကဲ့